ဒီအကြောင်းအရာကတကယ်ဖြစ်ခဲ့တဲ့အတွေ့အကြုံတစ်ခုပါလူတစ်ယောက်ကသူ့ဘဝတစ်လျှောက်လုံးနီးပါးအိမ်တစ်လုံးထဲမှာပဲနေခဲ့တယ်အခုဆိုသူအသက်18နှစ်ရှိပြီဒါပေမဲ့ကလေးဘဝကလေးကအဲ့ဒီအိမ်ထဲမှာတယောက်ယောက်ရှိနေတယ်လို့ခံစားရတာမျိုးတွေမကြာခဏဖြစ်တတ်ခဲ့တယ်သူမှတ်မိနေတဲ့အဖြစ်အပျက်နှစ်ခုရှိတယ်ပထမတစ်ခုကသူအသက်4နှစ်လောက်ရှိတုန်းကဖြစ်ခဲ့တာသူကကလေးဘဝတုန်းကမိမောင်နာကိုအရန်ကြောက်တတ်တဲ့ကလေးဝီကန်ရောက်တိုင်းသူ့မိဘတွေကအိမ်နောက်ဖေးမှာမိဖို့ထိုးပြီးတငယ်ချင်းတွေကိုခေါ်လာတတ်ကြတယ်တချင်းသားတောင်တောက်စားပြီးတခါတလေမနက်4နာရီလောက်ထိအပြင်မှာပဲနေကြတယ်ဒါပေမဲ့သူကတော့ကလေးဆိုတော့ပထိုင်ရောက်ရင်အိမ်ထဲဝင်ပြီးအိပ်ရတာပဲအဲ့ဒီညတညမှာတော့သူကဓာတ်ဖွင့်ထားပြီးမူကြီးကြည့်ရင်အိပ်ဖို့ကြိုးစားနေတဲ့ထီပါအတန်ကြားနေရင်းနဲ့ပဲရုတ်တရက်အရန်လေးတဲ့အသက်ရှူတန်တစ်ခုကိုကြားလိုက်ရတယ်ပြဿနာကအဲ့ဒီအသက်ရှူတန်ကထိကမလာတာပဲသူချက်ချင်းကြောက်သွားပြီးအိမ်နောက်ဖေးကိုပြေးထွက်သွားတယ်မိဘတွေကိုအခန်းထဲမှာတခုခုရှိနေတယ်လို့ပဲဆိုပြီးပြောပြခဲ့တယ်အဲ့ဒီနောက်ပိုင်းတော့သူအိတ်တဲ့အချိန်တိုင်းမိဘတယောက်ဒါမှမဟုတ်မိဘတငယ်ချင်းတယောက်ကသူ့အခန်းထဲမှာထိုင်ပေးရတဲ့အထိသူကြောက်နေခဲ့တယ်ဒုတိယအဖြစ်အပျက်ကတော့သူအသက်6နှစ်လောက်ရှိတဲ့အချိန်မှာဖြစ်ခဲ့တာအဲ့ဒီအချိန်မှာသူတို့မိသားစု vacation သွားဖို့ပြင်ဆင်နေကြတယ်ကားနဲ့နာရီ20လောက်ခီးသွားရမှာသူ့မိဘတွေကခီးရှည်မောင်းရမယ့်အတွက်အိပ်ပြီးအားပြန်သိမ်းနေကြတယ်သူ့အမေကသူ့ကိုကားထဲယူသွားခြင်းနဲ့ခေါင်းအုံးတွေ blanket တွေကိုမင်းအခန်းတကားရှိမှထားလိုက်လို့ပြောခဲ့တယ်သူကလည်းအဲ့ဒီအတိုင်းထားပြီး toy bar ထဲကနေခီးမှယူသွားခြင်းနဲ့ကစားစရာတွေရွေးနေတဲ့တကားကိုနောက်ကျောပေးထားပြီးအနှဲငယ်အကွာမှာနေတော့မှရုတ်တရက်ခေါင်းအုံးတစ်လုံးကသူ့ကြောကိုလာထိသွားတယ်သူချက်ချင်းလှည့်ကြည့်လိုက်တော့ဘယ်သူမှမရှိဘူးအဲ့ဒါကအရန်ပြင်းပြင်းထန်ထန်ပစ်ထားတာမဟုတ်ပဲတယောက်ယောက်ကကစားသလိုပစ်လိုက်သလိုပဲခံစားရတယ်သူ့မိဘနှစ်ယောက်လုံးကအခန်းတစ်ဖက်မှာအိပ်ပျော်နေပြီးအတောင်တောင်အိပ်နေတဲ့အတန်တောင်ကြားနေရတယ်အဲ့ဒီအကြောင်းကိုတော့အဲ့ဒီအချိန်မှမပြောခဲ့ဘူးနောက်ပိုင်းအသက်ကြီးလာမှအမေကိုပြောပြခဲ့တယ်နောက်တစ်ခါသူအသက်13နှစ်လောက်ရှိတဲ့အချိန်မှာစိတ်ဝင်စားပြီးအမေကိုမေးလိုက်တယ်ဒီအိမ်မှာတယောက်ယောက်တည်ဘူးလားလို့အမေကဟုတ်တယ်မိမတယောက်ဒီအိမ်နောက်ခန်းမှာတည်သွားခဲ့တယ်လို့ပြောခဲ့တယ်အဲ့ဒီစကားကိုကြားပြီးတော့သူကကလေးဘဝတုန်းကကြုံခဲ့တဲ့အရာတွေကိုပြန်စဉ်းစားမိလာတယ်နောက်ပိုင်းသူအသက်15နှစ်လောက်ရှိတဲ့အချိန်မှာတော့မိမတယောက်ကိုအိမ်မက်ထဲမှာမကြာခဏတွေ့လာတယ်အဲ့ဒီမိမကငယ်ရွယ်သလိုပဲသပင်ရှိရှိမဲမဲနဲ့မျက်နှာလည်းသဘောကောင်းတဲ့ပုံစံရှိတယ်ထူးဆန်းတာကအဲ့ဒီအိမ်မက်တွေကအိမ်မက်လို့မထင်ဘူးလူတစ်ယောက်နဲ့တကယ်စကားပြောနေတယ်လို့ပဲတဘာဝကြကြဖြစ်နေတယ်ဒါကြောင့်သူကအမေကိုဒီအိမ်ထဲမှာတယောက်ယောက်ရှိနေတယ်လို့ခံစားဘူးလားလို့မေးလိုက်တယ်အမေကပြန်မေးတယ်ယောက်ျားလားမိန်းမလားလို့အဲ့ဒီမေးခွန်းကိုကြားလိုက်တဲ့အချိန်မှာသူတောင်ကြက်တီးထသွားတယ်သူကမိန်းမလို့ပြန်ဖြေလိုက်တယ်အဲ့ဒီအချိန်မှာအမေကဒီအိမ်မှာတည်သွားတဲ့မိန်းမကမေမေကိုတခါတလေစကားလာပြောတတ်တယ်လို့ပြောခဲ့တယ်နောက်ပိုင်းမှာတော့အိမ်နီးချင်းဟောင်းတစ်ယောက်ကအဲ့ဒီမိန်းမအကြောင်းကိုပြောပြခဲ့တယ်သူမက kindergarten teacher တစ်ယောက်ဖြစ်ပြီးငယ်ရွယ်တဲ့အရွယ်မှာ cancer ဖြစ်ခဲ့တယ်နောက်ဆုံးမှာတော့အဲ့ဒီအိမ်နောက်ခန်းမှာပဲတည်ဆုံသွားခဲ့တယ်သူမကကလေးတွေကိုအရန်ချစ်တတ်ပေမဲ့ကိုပိုင်ကလေးမရခဲ့ဘူးသူမတည်ပြီးနောက်မှာသူမရဲ့ခင်ပွန်းကလည်းစိတ်ပိုင်းဆိုင်ရာမကောင်းတော့လို့အဲ့ဒီအိမ်ကနေပြောင်းသွားခဲ့တယ်ယနေ့ထိတောင်သူနဲ့သူ့အမေကတခါတလေ help me ဆိုတဲ့အတန်ကိုကြားရတတ်တယ်အဲ့ဒီလိုဖြစ်ရင်သူ့အမေကနောက်ခန်းကိုသွားပြီးမင်းစင်ပြေပါတယ်လို့ပြောလိုက်ရင်အတန်ကရက်သွားတတ်တယ်သူတို့အမြင်မှာတော့အဲ့ဒီဝိညာဉ်ကအန္တရာယ်မရှိဘူးတခါတလေမိဖို့ဘေးကမိတွေကိုကစားသလိုဖွင့်ပိတ်လုပ်တတ်တယ်သူကလည်းအဲ့ဒီအခါတိုင်း hey girl လို့ပြောတတ်တယ်သူတို့ရဲ့ခွေးအသက်ရှင်နေတော့ကလည်းခွေးကဘာမှမရှိတဲ့နေရာကိုတခုခုရှိတယ်လို့ကြည်နေတတ်တာတွေရှိခဲ့တယ်ဒါပေမဲ့အဲ့ဒီမိန်းမကိုသူတကယ်မြင်ဘူးတာကတော့အိမ်မက်ထဲမှာပဲတကယ်နိုးနေတဲ့အချိန်မှသာမြင်လိုက်ရရင်သူတကယ်ကြောက်သွားနိုင်တယ်လို့သူကိုယ်တိုင်ပြောထားပါတယ်